အေးများတဲ့မိုးတိမ်အောက်မှာသူရဟာတောအုပ်ထဲကိုတိတ်တိတ်လေးဝင်လာတယ်။ညနာကတည်ငြိမ်ပြီးတတိထားနေတဲ့အမူအရာပခုံးပေါ်မှာတနက်ဘောင်းဘီရှိနဲ့တောအဝတ်စားပြည်စုံသူ့ဘေးမှာတော့ငင်းဝန်ပလွေကြီးတစ်ကောင်မျက်လုံးထဲမှာတစ္ဆာနဲ့တတိရှိမှုပြည့်နေတယ်။ဒီနေ့အမဲလိုက်ရတာပုံမှန်မဟုတ်ဘူး။တောထဲမှာတစ်ခုခုမှားနေတယ်။မြေပြင်ပေါ်မှာသားရိုင်းကြီးတစ်ကောင်ရဲ့ခြိရာတွေကိုသူရနဲ့ငင်းရှာဖွေနေကြတယ်။ငင်းကမမြင်နိုင်တဲ့အန်ဒီရဲ့တစ်ခုကိုခံစားမိပြီးမျက်နှာပြောင်းသွားတယ်။သူရကချက်ချင်းတနက်ကိုပြင်ပြီးတတိထားတယ်။တောနဲ့ထဲမှာတစ်ပင်ကြီးနောက်ကနေမျက်လုံးအလင်းတောက်တောက်ပြီးပေါ်လာတယ်။ထူးဆန်းတဲ့အရေးတစ်ခုငင်းကကြီးမားတဲ့သူ့ရဲ့အတန်နဲ့ထိုးဟောင်ပြီးသူရရှိမှရက်တယ်။အရေးကထွက်လာပြီးသားရင်းကြီးတစ်ကောင်ပေါ်လာတယ်။မျက်လုံးတွေကအနီရောင်တောက်နေတယ်။သူရကချက်ချင်းဆိုသလိုပြစ်ခတ်လိုက်တာနဲ့ငင်းကလည်းတိုက်ခိုက်ဖို့ခုံဝင်တယ်။တောအုပ်ထဲမှာတနက်တန်မှန်ဖီတန်နေတဲ့အတူတိုက်ပွဲတစ်ခုဖြစ်ပေါ်လာတယ်။တိုက်ပွဲအလင်းမှာသူရအနှင်းငယ်လေးကျသွားတယ်။အဲ့ဒီအချိန်မှာငင်းကသူ့ရှိမှရက်ပြီးအန်ဒီယေကိုတားဆီးတယ်။သူတို့နှစ်ယောက်ကြားကတစ္ဆာဟာစွမ်းအားတစ်ခုလိုပြောင်းလဲသွားတယ်။နောက်ဆုံးမှာတော့သူရနဲ့ငင်းတို့နှစ်ဦးကြားကတစ္ဆာရှိမှုနဲ့အတူအန်ဒီယေကိုကြော်ဖြတ်နိုင်ပြီးတောအဝါပြန်လေတိတ်ဆိတ်လာတယ်။သူရနဲ့ငင်းဟာတောတွေကနေပြန်ထွက်လာတယ်။သူတို့နှစ်ယောက်ရဲ့မျက်နှာမှာပင်ပန်းမှုရှိပြီးနဲ့အောင်မြင်မှုလည်းရရှိခဲ့တယ်။ညမှာသူရနဲ့ငင်းဟာမီးပုံအနားမှာအနားယူနေကြတယ်။တိတ်ဆိတ်တဲ့တစ်တော့မီးအလင်းထဲမှာသူတို့ရဲ့ချစ်ချင်းနဲ့တစ္ဆာကိုခံစားပြီးမြင်နိုင်တယ်